တို့သမီးလေးတဲတုံးလေးကိုမင်္ဂလာကိတ်မုံနဲ့လက်ချင်းရှက်ပြီးတော့အတူတကွခွဲပေးဖို့အတွက်လေးစားစွာဖိတ်ကြားရပါတယ်ရှင်အဲ့ဒီကတောင်းလို့ရှင်ယခုခါမှာတော့မင်္ဂလာတို့သားလေးနဲ့တို့သမီးလေးကတော့ကိတ်မုံကိုစတင်ခွဲနေပါပြီလက်ဖို့အော်ဘာနာနဲ့ဂုဏ်ပြုပေးကြပါရှင်โอเคယခုခါမှာတော့မင်္ဂလာကိတ်မုံအားမင်္ဂလာမောင်နှံများမှပြန်လည်ဖွင့်ပွင့်ကျွေးခြင်းစီစဉ်နေရှိတာဖြစ်ပါရဲ့ရှင်။ဒါကြောင့်မို့မင်္ဂလာတို့သားလေးကိုကနေပြီးတော့မင်္ဂလာတို့သမီးလေးအသေးတုံးလေးကိုကိတ်မုံဖွင့်ကျွေးဖို့ချစ်တွေပါခဲပြီးဖွင့်ကျွေးတော့မှာဖြစ်ပါရဲ့ရှင်။လက်ကိုအားပါလေးနေကြပါလို့ရှင်။အခုခါမှာတော့မင်္ဂလာတို့သမီးလေးအသေးတုံးကကိုချစ်တွေအပြည့်နဲ့မင်္ဂလာကိတ်မုံကိုပြန်ဖွင့်ကျွေးပါတော့လို့ရှင်။ Okay. Every day, I go to the cook the lane and I put